Miss Universe မြန်မာပွဲမှာသူမတူတဲ့အလှကိုပြသနိုင်ပေမဲ့ performance ညံ့နေလို့လူပြောများနေတဲ့ May Grace Berry Miss Universe မြန်မာရဲ့ preliminary round ရှင်ပြိုင်မှုမှာထင်ထားသလောက် performance ပြသနိုင်ခြင်းမရှိတာကတော့ Miss Universe ဖက်အံလှမဲ့ May Grace Berry ပါMay Grace က Miss Universe မြန်မာပြိုင်ပွဲမှာရုပ်ကလေးချောသလောက်ကိုနေဟန်ထားတဲ့ catwalk ကထင်ထားသလောက်ဟုတ်မနေရဖြစ်ပါတယ်။ဒါကြောင့်လည်း May Grace က Miss Universe ဖြစ်တဲ့မဖြစ်တဲ့အငင်းပွားမှုတွေရှိနေရပါ။အားလုံးသိကြတဲ့အတိုင်းပဲ May Grace Berry က Australia လူမျိုးဖခင်နဲ့မြန်မာမိခင်တို့ကမွေးလာတဲ့ Aussie မြန်မာကပြားမလေးဖြစ်ပါတယ်။ May Grace Berry ဟာ Australia နိုင်ငံမှာကျောင်းတက်လာတဲ့သူမလို့ပညာအရေးချင်းကတော့ထိပ်တန်းရှိပါတယ်။ဒါအပြင်ကာပြောင်းမလေးမလို့အနောက်တိုင်းဆန်တဲ့အလှတရားတွေကိုလည်းပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ဒါကြောင့်လည်း May Grace Berry Miss Universe ပြိုင်ပွဲဝင်မယ်ဆိုတော့အားလုံးကတရက်ဖို့ရဖို့မျှော်လင့်ထားကြတာပါ။ဒါပေမဲ့နိုင်ငံတကာကနာမည်ကြီးအလှမယ်တွေအကဲဖြတ်တိုင်းတွေကိုယ်တိုင်အကဲခတ်နေတဲ့ Miss Universe ပြိုင်ပွဲမှာတော့ May Grace က swimsuit round မှာရောကျန်တဲ့ရှင်ပြိုင်မှုတွေမှာပါအလှမယ်ကောင်းတယောက်လိုဖြစ်မနေလို့လူပြောများနေရပါ။ပရိသတ်တွေကရော May Grace Berry က Miss Universe မြန်မာဖြစ်တဲ့နယ်လို့ထင်ပါသလားဒါမှမဟုတ်တခြားဘယ်အလှမယ်တွေကရတဲ့နယ်လို့ထင်လဲဆိုတာမှတ်ချက်ပေးခဲ့ပါအောင်ရှင်အောင်စပူဇက်ကမင်းသမီးနဲ့အပြုတ်မှုကြောင့်မီဒီယာကနေတဆင့်တောင်းပန်ခံရတဲ့ချောရတနာဖခင်ပရိသတ်တွေတည်ပြီးသားဖြစ်တဲ့အတိုင်းဦးပေါ်ရှန်ဆိုတာနာမည်ကြီးတယောက်ဆောင်မင်းသမီးတွေဖြစ်တဲ့ချောရတနာနဲ့တဏ္ဍာဘူတို့ရဲ့ဖခင်အရင်ဖြစ်ပါတယ်။ဒါအပြင်စွမ်းစာနေကနေစတင်ပြီးတော့လက်ရှိနာမည်ကြီးနေတဲ့ဇမင်းသားအောင်စပူအထိအနုပညာရှင်များစွာကိုအောင်မြင်အောင်မွေးထုတ်ပေးနိုင်ခဲ့တဲ့ဂီတာမှုနဲ့တရေးဆရာတယောက်လည်းဖြစ်ပါတယ်။ဒါကြောင့်လေရုပ်ရှင်နဲ့သပင်အတိုင်းဝိုင်းကသူ့ကိုဆရာတစုအဖြစ်အထူးလေးစားကြတာဖြစ်ပါတယ်။လက်တလောရပ်ပိုင်းမှာတော့ဦးဘောရှန်ကဒါရိုက်တာအနေနဲ့ဖုန်းဆိုင်ကြော်ညာတစ်ခုကိုဥဆောင်ရိုက်ကူးခဲ့တာပါ။အဆိုပါကြော်ညာမှာတော့အောင်စပူဇက်အဖွဲ့ကခေါင်းဆောင်မင်းသမီးမေးမြန်းတို့ခင်နဲ့လူရှင်တော်တွေကပါဝင်တရုပ်ဆောင်ခဲ့တာပါ။ပြဿနာကတော့ရှူတင်မှာသတင်းလာယူတဲ့မီဒီယာတွေတဲကကင်မရာသမားတဦးကြောင့်စတင်ခဲ့တာဖြစ်ပါတယ်။ဒါရိုက်တာဖြစ်သူဦးဘောရှန်ကမင်းသမီးမေးမြန်းတို့ခင်ကိုတရုပ်ဆောင်ပိုင်းနဲ့ပတ်သက်ပြီးတော့အနိကတေချာတင် ကြားပြသပေးနေတဲ့ရိုးရိုးသားသားဆရာတပည့်မြင်ကွင်းကိုအမြင်မသိတော်တဲ့ပုံစံမျိုးလူအထင်လွဲစေနိုင်တဲ့တောင်ကျိုးမျိုးကနေဗီဒီယိုရိုက်ကူးခဲ့တာဖြစ်ပါတယ်။ဒီလိုမျိုးအထင်လွဲစွာဗီဒီယိုရိုက်ကူးခဲ့မိတဲ့လုပ်ရကြောင်းသက်ဆိုင်ရာမီဒီယာအနေနဲ့အမှုပညာရှင်တွေထိခိုက်နေတာမျိုးမရှိစေဖို့ချက်ချင်းပဲတရားဝင်ပြန်လည်တောင်းပန်လိုက်ရပါတယ်။အနုပညာဖန်တီးမှုရှူတင်တွေမှာသတင်းယူတဲ့အခါမလိုလားအပ်တဲ့ကောလာဟလတွေမဖြစ်ပေါ်စေဖို့ပုံမစင်ကျင်တင်ကြောင်းတပြည့်ရလေးကမိမောင်းထုတ်ပြနေပါတယ်ရှင်။